ကိုယ်တိုင်ပြင်ဆင်ရတာဝါသနာပါတဲ့သူတွေတက်ကောစူးစမ်းလေ့လာခြင်းတဲ့သူတွေတက်ပါဒီနေ့မှာ electronic PC တွေရဲ့တွင်းကဘာတွေကိုအတူတူခီးထွက်ကြည့်ကြရအောင်ပါပြတ်သွားတဲ့ဆက်တလုံးရဲ့အထက်မှာတကယ်တမ်းပါရီရှိနေလေဘယ်အဖအပိုင်းကပြဿနာရဲ့တရားခံလဲဆိုတာကိုဘယ်လိုရှာရမလဲဆိုတာလေ့လာကြပါမယ်ဒီလိုဖြစ်မျိုးကြုံဘူးကြမှာပါနော်မနေ့ကထိအကောင်းကြီးရှိနေတဲ့ဖုန်းလေးကရွတ်တရက်အတက်မရှိတော့တာမျိုးအမြဲကြည့်နေကြ TV ကမီးမဝင်တော့တာမျိုးပေါ့အပြင်ပိုင်းမှာဘာမှမဖြစ်ပေမဲ့အတွင်းမှာတော့တခုခုမားနေပြီဆိုတာတေးချတယ်အဲ့ဒီတခုခုဆိုတဲ့တရားခံကိုဘလို့စုံစမ်းထောက်လာမလဲဆိုတာအခုပဲစလိုက်ကြရအောင်ဆက်စစ် PC တိုင်းရဲ့အသေးနှလုံးလို့ပြောလို့ရတဲ့အထက်မှာ printed circuit board ဒါမှမဟုတ် PCB လို့ခေါ်တဲ့အစိမ်းရောင်ပြားလေးတွေရှိပါတယ်ဒါဟာစက်တလုံးလုံးရဲ့ဦးနှုံလိုပဲဘေးသေးလေးတွေနဲ့ရှုပ်ရှုပ်ထွေးထွေးမိနေရတဲ့ electronic အစိပ်ပိုင်းလေးတွေအများကြီးနဲ့ဖွဲ့စည်းထားတာကိုဒီနေ့မှာတော့ဒီ PCB ပြားပေါ်က PC လေးတွေကိုတစ်ခုချင်းစီဘလို့စစ်ဆေးမလဲဆိုတဲ့လျှို့ဝှက်ချက်ကိုအတူတူဖော်ထုတ်ကြမှာပါelectronic ပြဿနာရှာဝေခြင်းရဲ့အထူးတော့ချက်ကခမန်းနာမဟုတ်ပါဘူးတိုင်းတာပြီးနိုင်ရှင်းတာပါပဲ multimeter လို့ခေါ်တဲ့ဒီခိရလီကိုသုံးသည့်အစိပ်ပိုင်းတစ်ခုရဲ့လက်ရှိတန်းဖို့ကဘယ်လောက်လဲဆိုတာတိုင်းမယ်ပြီးတော့သူ့ရဲ့မူလစံတမတန်ဖို့နဲ့တိုင်စစ်မယ်ဒီရုပ်ရှင်တဲ့နီလန်းကပဲရှုပ်ထွေးလာတဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်တဲ့အစွမ်းထက်တဲ့နီးပြူတာတစ်ခုပါဟုတ်ပြီအဲ့ဒီတိုင်တာပြီးနိုင်ရှင်တဲ့နီလန်းကိုဒီအဆင့်၄ဆင့်တဲ့အကောင့်အထက်ပေါ်မှာပါပထမဆုံးဘယ်ပစ္စည်းကိုစစ်မလဲဆိုတော့ထားမှတ်မယ်ပြီးရင် multimeter ကိုမှန်ကန်တဲ့မှုမှထားမယ်ပြီးတော့တိုင်တာမယ်နောက်ဆုံးမှာတော့ရလာတဲ့ဖြေကိုကြည့်ပြီးကောင်းလားမကောင်းလားသုံးသပ်မယ်ဒီအဆင့်၄ဆင့်ကပဲရှုပ်ထွေးလာတဲ့ PCB ပြားကြီးကိုဖြည့်ရှင်းလို့ရတဲ့ပြေလီတကူဖြစ်ပြောင်းလဲပြီးသွားမှာပါကဲ theory တွေခဏပြီးဖယ်ထားလိုက်တော့လက်တွေ့ဘာတွေလွန်ရမလဲဆိုတာကြည့်ကြရအောင်အစောကပြောခဲ့တဲ့အဆင့်၄ဆင့်ကိုအဖြူဖြူပြီးပုံပြတိုင်းမှာအတွေ့အများဆုံးဖြစ်တဲ့အခြေခံအထူးစိမ်းတွေ resistor နဲ့ capacitor ကိုအရင်ဆုံးစစ်ဆေးကြည့်ကြတာပေါ့ capacitor ဆိုတာကဘာလဲဆိုတော့လက်စစ်စွမ်းရည်ကိုခဏတာထူလောင်ပေးတဲ့ဘက်ထရီအသေးစားလေးတစ်လုံးလိုပဲဗျသူ့ရဲ့အဓိကတာဝန်ကတော့လက်စစ်စီချောင်းကိုတည်ငြိမ်နေအောင်ထိန်းညှိပေးဖို့ပါပဲအဆင့်တွေကအရန်ယူရှင်းပါတယ်ကျွန်တော်တို့ရဲ့အဆင့်၄ဆင့်တိုင်းပဲ multimeter ကို capacitance တိုင်းနဲ့ F mode ကိုပြောင်းမယ်ဒါအဆင့်နဲ့ပေါ့ပြီးရင်သူ့ရဲ့ခြေထောက်နှစ်ဖက်ကိုထောက်ပြီးတိုင်းလိုက်မယ်ဒါအဆင့်3အဲ့ဒီနောက်မှာတော့ရလာတဲ့အဖြေကိုနိုင်ရှင်းဖို့အဆင့်တက်မှာပဲဒီနေရာကအရေးကြီးဆုံးပါပဲလက်တွေ့မှာတုံးတဲ့စီမင်းလွေတစ်ခုကတော့တိုင်းလို့ရတဲ့တန်ဖိုးဟာပစ္စည်းပေါ်မှာရေးထားတဲ့တန်ဖိုးရဲ့10%ခိုင်နှုန်းအတိုးရော့အတွင်းမှာရှိနေရပါမယ်ဒီမှာဆိုရင်560 microfarad လို့ရေးထားပြီး511 microfarad တိုင်းလို့ရတယ်ဒါဟာခွင့်ပြုထားတဲ့ပေါင်းဝတ်အတွင်းမှာရှိနေတဲ့အတွက်ဒီ capacitor ကကောင်းကောင်းအလုပ်လုပ်နေတော့မယ်လို့ပြောလို့ရပါတယ် resistor တိုင်းကတန်ဖိုးပုံသေးကြီးမဟုတ်ပါဘူးတချို့ resistor တွေကပိုပြီး smart ကြတယ်ပတ်ဝန်းကျင်အခြေအနေတွေဖြစ်တဲ့အလင်းရောင်တို့အပူချိန်တို့ပုံမူတည်ပြီးသူတို့ရဲ့ခုခံက resistant တန်ဖိုးကိုအလိုလျောက်ပြောင်းလဲနိုင်စွမ်းရှိကြပါတယ်ဒီ resistor တွေကတော့ပတ်ဝန်းကျင်ကိုအာရုံခံနိုင်စွမ်းရှိတဲ့တစ်မျိုးကအလင်းရောင်နောက်တစ်မျိုးကအပူချိန်ပေါ့သူတို့ကောင်းမကောင်းကိုသိချင်ရင်ဒီလိုပြောင်းလဲမှုတွေအပေါ်သူတို့တုံ့ပြန်ရလာစတာကိုတိုက်တာကြည့်အောင်ပါပဲကဲအခန်းအပူချိန်မှာဒီ thermistor လေးရဲ့မူလခုခံအားတန်ဖိုးက49 kilo ohm ရှိနေတာကိုတွေ့ရပါတယ်အခုလက်နဲ့ခဏလောက်ဖိကင်ပြီးခန္ဓာကိုယ်ပူခြင်းကိုသူ့စီလွှဲပြောင်းပေးလိုက်တဲ့အခါဘာဖြစ်မလဲဆိုတာကြည့်လိုက်ပါတွေ့လားအတူချင်းတက်လာနဲ့ခုခံအားတန်ဖိုးကတဖြည်းဖြည်းကျချင်သွားတယ်အဲ့ဒီလိုတုံ့ပြန်မှုရှိနေတဲ့ဆိုရင်ပဲဒီ thermistor သူ့အလုပ်သူကောင်းကောင်းလုပ်နေတယ်ဆိုတာသိချပါပြီဒီမှာတော့လူတော်တော်များများအထင်မှာတက်တဲ့အချက်တစ်ခုရှိတယ် voltage sensitive resistor ကိုတိုင်းတဲ့အခါ OL ဒါမှမဟုတ် overload လို့ပြတ်နေပြီလို့ထင်နိုင်တယ်တကယ်တော့ဆန့်ကျင်ဘက်ပါပဲသူ့ရဲ့ခိုးခံအားကမီတာတောင်မတိုင်းနိုင်လောက်အောင်အလွန်ကြီးမားနေတဲ့အတွက်ဒီလိုပြတာဟာသူအကောင်အတင်းရှိနေတဲ့ဆိုတဲ့တိတ်ပါပဲခုနကတန်မိုးတွေကိုတိုင်းတာခဲ့ပေမဲ့အခုဆက်မဲ့အစိပ်ပိုင်းတွေကတော့ပိုတောင်လွယ်သေးတယ်သူတို့ကအဖွင့်အပိတ်သဘောပဲရှိတယ်လက်စစ်စီးကြောင့်အတွက်တကားတွေဂိတ်တွေလိုအလုပ်လုပ်တဲ့အတွက်ဆက်သွယ်မှုရှိမရှိအဲ့ဒါတခုတည်းကိုပဲစစ်ဆေးရမှာပါ fuse store inductor တို့လိုပစ္စည်းတွေအတွက် continuity test လို့ခေါ်တဲ့ဆက်သွယ်မှုစစ်ဆေးနည်းကိုသုံးပါတယ်ဒီစစ်ဆေးနည်းမှာအဖြေကရှင်းရှင်းလေးပါပဲ beep ဆိုတဲ့အတန်လေးကြားလိုက်ရရင်အားလုံး okay ပဲဒီဇာတ်ကိုကြည့်လိုက်ရင်ရှင်းသွားပါလိမ့်မယ် fuse နဲ့ inductor အတွက်ကတော့ရမ်းလွယ်တယ် multimeter ကိုအတန်မြည်တဲ့ continuity mode မှာထားထောင်းလိုက်လို့အတန်မြည်ရင်ကောင်းတယ်အတန်တိတ်နေရင်တော့သူတို့ပြတ်နေပါပဲ relay ကလည်းအတူတူပါပဲဒါပေမဲ့သူကခလုတ်တကူလို့ဖြစ်တဲ့အတွက်စစ်ဆေးချိန်မှာသူ့ကိုအလုတ်လုတ်စေဖို့ပြင်ပက power အနည်းငယ်ပေးရတာလေးပဲကွာပါတယ် diode ရဲ့အလုပ်လုပ်ပုံကိုအလွယ်ဆုံးဥမာပေးရရင်သူကလက်စစ်စီးကြောင်းအသက်တလန်းမောင်းလန်းလိုပါပဲလက်စစ်ကိုရှေ့ကိုပဲတော့ခွင့်တူပြီးနောက်ပြန်လာခွင့်ကိုလုံးဝပိတ်ထားပါတယ်ဒီ
ဒီမှာဒိုင်ယိုရဲ့တလန်းမောင်းတဘောတရားကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်စစ်စီးတန်တွေကိုလမ်းအမှန်အတိုင်းထောက်လိုက်ရင်ဘူအန်တန်ဖို့တစ်ခုပြပါမယ်လမ်းကြောင်းပြောင်းပြန်ထောက်လိုက်ရင်တော့ OL ဆိုပြီးလမ်းပိတ်ထားတာကိုပြရပါမယ်ဒီနှမျိုးလုံးမှန်ကန်နေမှသာဒီတာကိုကောင်းတယ်လို့တမန်နိုင်ပါပါ နောက်ဆုံးအနေနဲ့နည်းနည်းပိုရှုပ်ထွေးရဲ့ MOSFET ကိုကြည့်လိုက်ကြအောင်သူကချစ်တော်သုံးချောင်းနဲ့ခလုတ်တစ်ခုလိုရောဓာတ်ရုပ်တစ်ခုလိုပါအလုံးလုံးနိုင်တဲ့ဆွဲဆောင်ကြတဲ့အစစ်ပိုက်တစ်ခုပါဒါကြောင့်သူ့ကိုစစ်ဆေးတဲ့ခါမှာလည်းသူ့ရဲ့အလုံးလုံးပုံနှမျိုးလုံးကိုစစ်ဆေးဖို့လိုအပ်ပါတယ် ကဲဘယ်လိုလုပ်ရမလဲဆိုတာကနေ့ဒါတွေပြီးတော့ဘာဖြစ်လာမလဲဆိုတဲ့အပိုင်းကိုရောက်လာပါပြီဒီအသိပညာကပြတ်နေတဲ့စက်ပစ္စည်းတွေကိုကြောက်စရာဖြစ်ကနေဖြစ်ရှင်းတဲ့စင်ခေါ်မှုတစ်ခုအဖြစ်ပြောင်းလဲပေးနေပါလေ ကဲဒီနေ့လေးလာခဲ့ရတွေကိုပြန်ကြည့်ရင်မှတ်ထားမယ်အထူးချက်တွေကတော့အိစင်လေးစင်ပါစစ်စေးနီးရအခြေခံအကြဆုံးပဲပစ္စည်းအမျိုးမျိုးအတွက်မီတာစက်တင်အမျိုးမျိုးလိုအပ်တယ်ဆိုတာရယ်ကောင်းတယ်ဆိုတဲ့အဖြေကကိန်းကနန်ချီပဲမဟုတ်ပဲအတန်မီတာတန်ဖိုးပြောင်းလဲတာလည်းဖြစ်နိုင်တယ်ဆိုတာကိုပါပဲဒီအခြေခံတွေကိုနားလည်ထားတယ်ဘယ်လို electronic ပစ္စည်းကိုမဆိုရင်ဆိုင်ဖို့ယုံကြည်မှုရှိလာပါလိမ့်မယ် အခုဆိုရင်ပျက်စီးနေတဲ့စိတ်ပိုင်းတွေကိုဘယ်လိုရှာဖွေဖော်ထုတ်ရမလဲဆိုတဲ့အခြေခံအသိပညာကိုရရှိသွားပါပြီဒီအသိပညာနဲ့သူနောက်တစ်ခါစက်ပစ္စည်းတစ်ခုခုပြတ်သွားခင်အရင်လိုလွဲမပစ်ခင်အဖုံးလေးဖွင့်ပြီးစူးစမ်းလေ့လာအသည့်ကိုတတိရှိလာမယ်လို့မျှော်လင့်ပါတယ်